Hello. အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ရွှေစွာဒီနေ့ဒီနေရာမှာဒီအချိန်မှာကျွန်တော်တို့ကျန်းကျန်းမာမာနဲ့ပူဆောင်ပေးတဲ့ဖျားပြင်းတဲ့နာမတော်ရှင်းပါပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့၃ယောက်ကိုတက်ခွင့်ကြော်မလာနိုင်လို့ကျွန်တော်တို့၄ယောက်ကိုဂုဏ်ပြုပေးတဲ့ Chinland FC အောင်မြင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါရစေဟုတ်ကဲ့ဒီလိုပဲဆက်ပြီးတော့ရင်းချစ်တဲ့ကျွန်တော်ခင်ဗျပြီးတော့ကိုယောဂီကတော်တော်ရှာရှိတယ်ဆိုတော့ကျွန်တော်အများကြီးရှာရှိတော့ကျွန်တော်ပြောချင်တာလူတိုင်းမှာဝန်းနေတဲ့ချိန်ရှိတယ်အားငယ်တဲ့ချိန်ရှိတယ်ပြီးတော့ကျွန်တော်တို့ချစ်တဲ့သူမရှိဘူးလို့ကျွန်တော်ခံစားရတဲ့ချိန်ရှိတယ်အဲ့ချိန်မှာကျွန်တော်လုံးဝမထင်ထားတဲ့သူတယောက်အမြဲတမ်းရှိတယ်အဲ့Hello. Okay. ကျွန်တော်တို့အမြဲတမ်းချစ်ပြီးတော့ကျွန်တော်တို့ဘက်မှာအမြဲတမ်းရှိတဲ့ဖျားသခင်ရှိတယ်။အာမင်အာမင်ဟုတ်တယ်အာမင်ဖျားသခင်ရဲ့ကောင်းမြတ်တယ်ပြီးတော့အဲ့အတွက်ကြောင့်ကျွန်တော်အမြဲတမ်းဖျားသခင်ကိုမမေ့သင့်ဘူးဖျားသခင်ကိုမမေ့သင့်ဘူးဖျားခင်ရဲ့နာမတော်ကိုချီးမွမ်းရမယ်သူစီမှာအဆူတောင်းရင်လေသူစီမှာအမြဲတမ်းတောင်းတဲ့ဘက်ကိုပဲလှည့်ပြီးတော့ကျွန်တော်တောင်းနေတယ်မဖြစ်ဘူးကျွန်တော်ပြီးတော့စုံစမ်းနှောက်ယှက်ခြင်းတွေလည်းအများကြီးကြုံရမယ်။မိုက်မကောင်းခြင်းပဲဖြစ်စေအဲ့ချိန်မှာကျွန်တော်မနာတဲ့ကိုကျွန်တော်ဆက်လက်ပြီးတော့ရှင်းမရမယ်။အဲ့ဒါကြောင့်ကျွန်တော်ဒီမှာ
When I think I am weak